ကျက်မာလေးလည်း KG ကိုအညိုးတကြီးနဲ့တိုက်ခိုက်ဖို့ဟန်ပြနေပါတယ်။ KG ကလည်းနေပါအောင်နင်ကငါ့ကိုဘာလို့ဒီလောက်တောင်မုန်းနေရတာလဲလို့မေးလိုက်တဲ့အခါမှာတော့ကျက်မာလေးကသူ့အတိတ်အကြောင်းကိုပြန်စဉ်းစားခဲ့ပါတယ်။ကျက်မာလေးနာမည်က Elizabeth ဖြစ်ပြီးထိုအချိန်ကသူ့ကိုအရန်ချစ်ကြပြီးချမ်းသာတဲ့မိသားစုလေးတစ်ခုမှာပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖျက်ဆီးခဲ့ရတာပါ။ဒီနေ့မှာတော့မိစ္ဆာတကောင်ပေါ်လာပြီးမြို့ထဲမှာတောင်းကျနေတဲ့အတွက် KG ကရောက်လာပြီးနှိမ်နှင်းပေးခဲ့ပါတယ်။ဒီအချိန်မှာပဲ Elizabeth ကရဲရင့်တဲ့ KG ကိုသဘောကျသွားခဲ့ပါတယ်။နောက်တနေ့ရဲ့ညနေဆောင်လေးမှာတော့သူတို့နှစ်ယောက်ဟာစကားတွေပြောကြရင်မမေ့နိုင်စရာညတညကိုအတူတူဖျက်ဆီးခဲ့ကြပါတယ်။မနက်လင်းတဲ့အခါမှာတော့ KG ကမပြောမဆိုပဲထွက်သွားခဲ့ပါတယ်။ကျက်မာလေးကလည်းမျက်ရည်တွေနဲ့မသွားဖို့တားပြီးမယ်လေ KG ကတော့ငါမင်းကိုမချစ်ဘူး။ညကဖြစ်သွားတာတွေကလည်းဒရိတ်ဆန်ဗီဇာအရာပဲလို့ပြောကကျက်မာလေးကိုထားခဲ့ပြီးနောက်တစ်မျိုးကိုထွက်သွားခဲ့ပါတယ်။ဒီကိစ္စကိုမကျေနပ်တဲ့အတွက် Elizabeth က KG ကိုလက်စားချေဖို့လိုက်ရှာနေခဲ့တာပါ။ Elizabeth ကတော့သူ့ရဲ့လျှက်စစ်တုပ်လက်နက်နဲ့စတင်တိုက်ခိုက်လိုက်ပါတယ်။ KG ကရှောင်လိုက်နိုင်တဲ့အတွက်မထိလိုက်ပေမဲ့လည်းကြီးမားတဲ့အဖျက်ဆွမ်းအားရှိနေတာကိုတော့သိလိုက်ရပါတယ်။ Elizabeth လည်းနင်းကိုတတ်ဖို့ငါကိုယ်တိုင်တီထွင်ထားတာလို့ပြောဆိုရတိုက်ခိုက်လာတဲ့အခါမှာတော့ KG လည်းမနှဲရှောင်နေခဲ့ရပါပြီ။တက်ပေါက်မာလီကတော့ဦးလေးကြီးရဲ့အစွမ်းကိုပြလိုက်ဆိုပြီး KG ဘက်ကနေအားပေးနေကြတာပါ။ KG လည်းရှောင်တင်းနေရင်နှစ်ယောက်ထိတ်တက်တွေ့ကြတဲ့အခါမှာတော့ Elizabeth ရဲ့လက်ကိုဖမ်းတားမှန်လိုက်ပြီးအငိုက်မိနေချိန်မှာပဲနှုတ်ခမ်းလေးကိုနမ်းပေးလိုက်ပါတယ်။ Elizabeth လည်း KG ရဲ့အနမ်းမှာနင့်မျောသွားခဲ့ပြီးသူ့ကိုတကယ်တတ်ချင်တာဟုတ်ရဲ့လားဆိုပြီးကိုမေးခွန်းပြန်ထုတ်နေခဲ့ရပါတယ်။ထိုအချိန်မှာပဲရဲတွေရောက်လာတာကြောင့်၃ယောက်သားလည်းဝစ်ကျွတ်အောင်ပြေးခဲ့ရပါပြီ။ရဲတွေလက်ကလွတ်အမောဖြေနေချိန်မှာတော့ကျက်ပေါက်မာလေးက KG ကို Elizabeth ကနမ်းပါတယ်ဆိုပြီးတဝန်တိုတာကြောင့်ရန်တွေးနေခဲ့တာပါ။အမှန်တော့ Elizabeth ဟာ KG ကိုတတ်ချင်တာတခုတည်းကြောင့်သူ့မျိုးကထွက်လာတာမဟုတ်ပဲမိစ္ဆာတွေကိုနှိမ်နှင်းခင်တာကြောင့်လည်းထွက်လာခဲ့တာလို့ပြောပါတယ်။ထိုအချိန်တုန်းကမိစ္ဆာကြောင့် Elizabeth ရဲ့မိသားစုအပါအဝင်သူ့တငယ်ချင်းဖြစ်တဲ့ခွေးလေးနဲ့ကြောင်လေးတို့လည်းတေဆုံးခဲ့ရပါတယ်။လူတွေဒုက္ခရောက်နေတာကိုလည်းမကြည့်ရတော့တာကြောင့်မိစ္ဆာတွေကိုမျိုးဖြုတ်ဖို့ထွက်လာခဲ့တာလို့လည်းပြောပါတယ်။ KG ကတော့ငါညမကိုတတ်တဲ့မိစ္ဆာကိုလက်စားပြန်ချေဖို့ပဲချမ်းတာစိတ်မဝင်စားဘူးလို့ပြောပြီးလွှဲထွက်သွားခဲ့ပါတယ်။ထိုအချိန်မှာပဲ Elizabeth က KG ရဲ့ညီမကိုတတ်သွားတဲ့လေဘင်းမှာအမှတ်သားပါတဲ့မိစ္ဆာအကြောင်းသူသိထားတာရှိတယ်ဆိုပြီးသူ့ရဲ့ဖုန်းကိုထုတ်ပြလာပါတယ်။လွန်ခဲ့တဲ့3နှစ်ကမိစ္ဆာတွေစတင်ပေါ်လာခဲ့တာဖြစ်ပြီးမိစ္ဆာအများစုရဲ့အယောင်ကအနီအပြာဖြစ်ခဲ့ပေမဲ့အခုဆိုမတူညီတဲ့မျိုးကွဲတွေအများကြီးပေါ်လာပြီလို့ပြောပါတယ်။ထိုမျိုးကွဲတွေကလူတွေလိုခံစားချက်ရှိပြီးပကြီးဆွဲတာဂီတာတီးတာနဲ့လူတွေကိုကူညီနေတဲ့မိစ္ဆာတွေပါရှိလာနေတယ်လို့ပြောပါတယ်။နောက်တော့အဖြူရောင်ဒီမွန်လို့အမည်ပေးထားတဲ့မိစ္ဆာတကောင်ဗီဒီယိုကိုပြခဲ့ပါတယ်။ထူးခြားတာကထိုမိစ္ဆာမှာ KG ညီမလေးရဲ့မီးစွမ်းအားပါရှိနေကြတာပါ။လေဘေးမှာလည်းခရုပအမတ်တော်ပါရှိနေတာကြောင့် KG လည်းသူ့ညီမလေးကိုတတ်တဲ့မိစ္ဆာဆိုတာသိသွားခဲ့ရပါပြီ။ထိုညမှာတော့ KG မအိတ်နိုင်ပဲတညာလုံးမိစ္ဆာအကြောင်းပဲတွေးနေခဲ့ပါတယ်။မိုးလင်းတော့၃ယောက်သားခရီးဆက်လာကြရင်ရေဘူးစမ်းတစ်ခုကိုရောက်ခဲ့ပါတယ်။ရေဘူးစမ်းကဒဏ်ရာရီကိုမြန်မြန်ကျက်နိုင်တာကြောင့် Elizabeth က KG ကိုရေစင်ဖို့ပြောပါတယ်။ KG ကရေကြောက်ပြီးဝိလေအကြောင်းပါလုံနေတာကြောင့် Elizabeth ကပဲကန်ချဖေးလိုက်ရပါတယ်။၃ယောက်သားအတူတူစိန်ကြရင်ကျစ်ပေါက်မာလေးကသူမမှာနာမည်မရှိသေးလို့သူ့ကိုနာမည်ပေးပါအောင်လို့ KG ပူစားပါတယ်။ KG လည်းအတီပေါက်ကြီးနဲ့ပဲပီယော်ဘူးလို့ပေးလိုက်တဲ့အတွက်ကြောင့် Elizabeth တယောက်ကတော့အံ့ဩနေရပါသည်။ညနေဆောင်တဲ့အခါမှာတော့ Elizabeth ကမေးတဲ့အတွက်ကြောင့် KG လည်းသူ့ညီမလေးအကြောင်းကိုပြောပြခဲ့ပါတယ်။ခြံကြီးတစ်ခုထဲမှာစော့ကစားနေချိန် KG ရဲ့ညီမလေးစာရကိုခွေးကြီးကကိုက်မဲ့ပြီးတဲ့အတွက် KG ကအရှိကနေဝင်ခံပေးခဲ့ပြီးဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်။အနောက်ကစာရလည်းအကိုချစ်သူခွေးကိုက်ခံရတဲ့အချိန်လန့်ပြီးအားကုန်အော်လိုက်ရကနေလေချောင်းနိုင်ငံတွေကွဲပြီးအမှတ်မထင်ပဲအမီးစွမ်းအားကိုရရှိသွားခဲ့တာ KG ကိုကိုက်မဲ့ခွေးကိုလည်းခွေးခင်လုံနိုင်ခဲ့တာထိုမိစ္ဆာသုံးနေတဲ့မီးစွမ်းအားကသူ့ညီမစွမ်းအားထီချောင်းမှာပြောပြခဲ့ပါတယ်။သူတို့စကားကောင်းနေချိန်မှာပဲအိတ်နေတဲ့ပီယော်ကိုလေးကပျောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ပီယော်ကိုလေးကိုကြောင်တကောင်ကခြိသွားခဲ့ပါပြီ။